What are you doing outside Lady Elizabeth's room? Who's in there with her? လို့အန်နာမေးလိုက်တာနဲ့အင်ဖော်တွေကမျက်နှာပြက်ပြီးကမန်းကရန်ထွက်ပြေးသွားကြတယ်။ဘာဖြစ်နေမှန်းအန်နာမစင်စားနိုင်ခင်မှာပဲအခန်းထဲကနေရင်းနှီးနေတဲ့သူမယောက်ျားတန်နဲ့တငယ်ချင်းဖြစ်သူဘတ်ရဲ့ရှက်စရာရှိုက်တန်ကိုကြားလိုက်ရတယ်။အန်နာတယောက်မိုးကြိုးပစ်ခံလိုက်ရတယ်လို့တောင်းခဲသွားခဲ့တဲ့တငယ်ချင်းနဲ့ယောက်ျားဖြစ်သူရဲ့နှစ်ဖက်ညက်သစ္စာဖောက်မှုကသူငေါ့ကိုအသက်ရှူလို့မရတော့အောင်ရိုက်ခတ်သွားခဲ့တဲ့အဲ့ဒီအချိန်မှာအန်နာရဲ့ရင်ထဲကနာကျည်းချက်တွေဟာပောက်ကွဲထွက်လာခဲ့တော့တယ် She is my sole comfort in all marriage. You have robbed me of my only friend. အန်နာတယောက်တုံရီပြီးအော်ဟစ်နေတော့မှမျိုးစားကသူ့လွန်သွားမှန်းသိလိုက်တယ်ချော့ဖို့စူးစမ်းပေမဲ့အန်နာကအတင်းတွန်းထုတ်လိုက်တယ်အခုချိန်မှာသူမမျက်လုံးထဲမှာယွန်ရှာမှုတွေပဲရှိတော့တယ်အန်နာဒေါသထွက်နေမှန်းသိတော့မျိုးစားကဆိုဖာပေါ်ထိုင်ချပြီးတက်ပြင်းချလိုက်တယ်သူကတော့ယောက်ျားတယောက်ရဲ့တာဝန်ကျေခဲ့ပေမဲ့အန်နာကသာတားယောက်ျားလေးမမွေးပေးနိုင်ခဲ့တာလို့အပြစ်ပုံချပြန်တယ်အန်နာစိတ်နည်းနည်းငြိမ်သွားတော့ဘတ်ကိုအိမ်ကနေချက်ချင်းမောင်းထုတ်ဖို့ပြောလိုက်တယ်ဒါပေမဲ့မျိုးစားကတော့ Do mind your temper, G. You're forgetting yourself. လို့အေးဆက်ဆက်တုံ့ပြန်ခဲ့တယ်သူတို့ရဲ့အော်ဟစ်တန်တွေကိုအခန်းပြင်ကဘတ်ကြားနေခဲ့ရတယ်ကိုလက်နဲ့ကိုအချစ်ဆုံးတငယ်ချင်းရဲ့မိသားစုကိုဖျက်ဆီးမိပါလားဆိုပြီးဘတ်တယောက်ပြစ်ရှိစိတ်တွေဝင်နေခဲ့တယ်တစ္ဆာဖောက်ခံရတဲ့အန်နာဟာအထုပ်ပိုးပြင်ပြီးသူ့မိဘအိမ်ကိုပြန်သွားခဲ့တယ်အမေရင်ခွင်နဲ့တိုးဝင်ပြီးငိုချလိုက်ခြင်းပေမဲ့အမေဖြစ်သူကတော့ပြန်ပြီးအပြစ်တင်ခဲ့တယ် They're living there together. What have you permitted to happen? I don't know. I don't know. Help me, please, Mama. Tell me what to do. You must write to your husband and insist he send her back to whatever horrid little place she came from. He will not. ဒါပေမဲ့အမေဖြစ်သူကတက်ပြင်းချပြီးအေးဆက်ဆက်ပဲပြောလိုက်တယ် You will give up your politics and your gambling. For once, you will devote yourself as a loving wife and settle down to the task in hand, providing him with an heir. Then he will soon tire of her. You have no other option. အမေစကားတွေကအန်နာရင်ကိုခဲဆွဲထားသလိုလေးလံသွားစေခဲ့တယ်နောက်ဆုံးတော့အန်နာတယောက်မပြန်ချင်ပဲပြန်လာခဲ့ရတယ်တကားဝမှာလာကြိုတဲ့ယောက်ျားကိုမောမကြည့်သလိုကမ်းပေးတဲ့လက်ကိုလည်းရှောင်ထွက်သွားခဲ့တယ်သူ့ရဲ့ရက်စက်မှုတွေကအန်နာနှလုံးသားကိုကူစားမရအောင်ဒဏ်ရာပေးခဲ့ပြီးလေအန်နာဟာစကားတခုမှမပြောဘဲမှန်သေးကပုံရိပ်ကိုကြည့်ပြီးနာကျင်နေခဲ့တယ်အဲ့ဒီအချိန်မှာဘတ်ရောက်လာခဲ့တယ် I may not have the authority to remove you from my house, but I can at least order you out of my room. Won't you please let me explain? There is nothing to explain. This is my only chance of ever seeing my children again. Duke is the most powerful peer in England. He is my only chance. There are limits to the sacrifices one makes for one's children. No, there aren't. No limits whatsoever. Get out. We have nothing more to say to one အန်နာ another. ကတော့သူမရဲ့တစ်ချိန်ကအချစ်ဆုံးတငယ်ချင်းကိုပြက်ပြက်သားသားပဲမောင်းထုတ်လိုက်ပါတော့တယ်